ဒီအိမ်မှာကလေး3ယောက်ရှိတာကြောင့်အခန်းတစ်ခန်းထဲမှာအိပ်ယာ3လုံးကိုနေရာချဖို့ကတကယ်ကိုစိန်ခေါ်မှုတစ်ခုပါနေရာကျဉ်းလွန်းတဲ့အတွက်ကလေးတွေဟာအခန်းထဲမှာအိတ်တာကလွယ်ရင်လွတ်လွတ်လပ်လပ်စော့ကစားဖို့စာကျက်ဖို့တောင်နေရာမရှိပါဘူးအဝတ်ဗီရိုနဲ့စာရေးစပွဲထည့်ဖို့လည်းမဖြစ်နိုင်သလိုဒီအခြေအနေကြောင့်မိဘ2ယောက်လုံးလည်းအတော်စိတ်ပင်ပန်းနေကြပါတယ်နောက်ဆုံးမှာတော့စိတ်သက်ခိုင်မာတဲ့မိခင်ကဒီအခန်းကိုလုံးဝပြန်လည်ပြုပြင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အရင်ဆုံးနေရန်မှာတန်မဏိပေါင်ကိုခိုင်ခိုင်မာမာတက်ဆင်ပြီးလေထဲမှာမျောနေသလိုမြင်ရတဲ့အပေါ်ထက်အိပ်ယာကိုဖန်တီးခဲ့ပါတယ်အပေါ်မှာထူထဲတဲ့မွေးရာကိုတင်ထားပြီးနေရန်ဘက်မှာလည်းပျော့ပြောင်းတဲ့ကောင်းမီအကာကိုထည့်ပေးထားတာကြောင့်အိပ်ရတာအလွန်တက်တောင့်တက်တာဖြစ်စေပါတယ်အောက်ဘက်မှာတော့ဒုတိယအိပ်ယာအတွက်ဘောင်ကိုတိဆောက်ပြီးပျော့ပြောင်းတဲ့မွေးရာနဲ့ခေါင်းအုံးတွေကိုထည့်သွင်းထားပါတယ်ဒီအိပ်ယာကိုတော့ညီငယ်အတွက်တည်တံ့စီစဉ်ပေးထားတာပါဘယ်ဘက်အိပ်ယာအောက်မှာတော့အမရဲ့အဝတ်စားတွေတင်းစီနိုင်မဲ့အဝတ်ဗီရိုကိုတိဆောက်ထားပြီးအပြင်ဘက်မှာခုံလေးတစ်ခုထည့်ထားတာကြောင့်အနားယူဖို့စာဖတ်ဖို့ဒါမှမဟုတ်ရုပ်ရှင်ကြည့်ဖို့တက်တောင့်တက်တာရှိတဲ့နေရာလေးတစ်ခုဖြစ်လာပါတယ်အခန်းတစ်ဖက်မှာတော့ကလေး3ယောက်အတူတူစာကျက်နိုင်မဲ့အရှိကြီးစာရေးစပွဲတစ်လုံးကိုပြုလုပ်ထားပြီးအပေါ်ဘက်မှာစာအုပ်နဲ့တင်ထောက်ကူပစ္စည်းတွေတင်းစီနိုင်ဖို့ချိတ်ဆွဲဗီဒီယိုတွေကိုလည်းထည့်သွင်းထားပါတယ်စာရေးစပွဲပေးမှာတော့ညီငယ်ဆုံးရဲ့အဝတ်စားတွေကိုကလေးဘဝကနေအခုချိန်ထိစနစ်တကျချိတ်ဆွဲတင်းစီနိုင်မဲ့အဝတ်ဗီဒီယိုတစ်လုံးကိုလည်းထည့်သွင်းပေးထားပါတယ်ဒီလိုပြန်လည်ဒီဇိုင်းဆွဲပြီးတဲ့နောက်မှာတော့ကျဉ်ကျက်ခဲ့တဲ့အခန်းလေးဟာကလေး3ယောက်စလုံးတက်တောင့်တက်တာအိပ်ဆက်နိုင်စာကျက်နိုင်ပစ္စည်းတွေကိုစနစ်တကျတင်းစီနိုင်တဲ့လှပပြီးအသုံးဝင်တဲ့အိတ်ခန်းလေးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်